ရှိကျွန်တော်ဖေယားအချိန်ဆိုတဲ့ဘောင်ထဲမှာရှိတဲ့ဖေယားမဟုတ်ကျွန်တော်ဘာလို့စိုးရင်တက်လဲဆိုတော့ကျွန်တော်တို့ကဘောင်ထဲမှာရှိနေလို့ဆိုတော့ဖယားကကျွန်တော်တို့ကိုအဲ့ဒီဘောင်ထဲကနေထွက်လာစေခြင်းနဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကမွေးခြင်းနဲ့တည်ခြင်းကြားထဲမှာအသက်ရှင်နေရတဲ့သူတွေဖြစ်တယ်မွေးလာတော့ကလည်းပဲကိုယ့်ရဲ့ရွေးချယ်မှုနဲ့မွေးလာရတာမဟုတ်သလိုကိုပြန်ထွက်သွားတဲ့အခါမှာလည်းပဲဘယ်နေ့မှငါပြန်ထွက်မယ်လို့အတင်မှာရွေးချယ်ပိုင်ခွင့်မရှိပြန်ဘူးဘယ်မိသားစုမှာငါမွေးမယ်လို့အတင်မှာရွေးချယ်ပိုင်ခွင့်မရှိသလိုပြန်ထွက်သွားရင်လည်းငါဘယ်နေ့မှဘယ်အချိန်မှဘယ်အသက်အရွယ်ရောက်မှငါပြန်ထွက်သွားမယ်လို့အတင်မှာရွေးချယ်ပိုင်ခွင့်မရှိပြန်ဆိုတော့သင်ကမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းရဲ့အကြားထဲမှာအဲ့ဒီဘောင်ထဲမှာသင်ကအသက်ရှင်ရတဲ့သူဖြစ်တယ်အဲ့ဒီဘောင်ထဲမှာသင်ကအသက်ရှင်ရသောကြောင့်သင်မှာ limit ရှိတယ်သင်မှာ limit ရှိတယ်သင်မှာ limit ရှိတယ်ဒါကြောင့်ဖယားကိုကိုးကွယ်တဲ့အခါမှာတို့အတွက်နည်းငယ်ခက်ခဲတယ်ဖယားကိုတီးဖို့အတွက်ခက်ခဲတယ်ဘာကြောင့်လဲဆိုတော့တို့မှာက limit ရှိတယ်ဖယားမှာက limit မရှိဘူးဆိုတော့စဉ်းစားတဲ့ပုံကတို့ကဖယားတာမရရင်တို့က limit ရှိတဲ့အတွေးခေါ်နေပဲတို့ကအသက်ရှင်တွေးခေါ်တတ်တယ်ဒါပေမဲ့ယေရှုတော်ကြောင့်ဖယားကိုရလာတဲ့အချိန်မှာဖယားကဝိညာဉ်တော်အားဖြင့်ဖယားကိုရလာတဲ့အခါမှာဝိညာဉ်တော်အားဖြင့်တို့ကိုသွန်သင်တဲ့အရာတွေရှိတယ်ဖယားကိုမရရင်သင်အသက်ကိုမရဘူးယေရှုမရရင်အသက်ကိုမရဘူးအသက်မရတော့ကြောင့်အသက်ရှင်တဲ့ဖယားနဲ့သင်ဘယ်လို့မှ communicate လုပ်လို့မရဘူးယေရှုကိုမရရင်အသက်ကိုမရဘူးအသက်ကိုမရရင်အသက်ရှင်တဲ့ဖယားနဲ့သင်ကအဆက်အသွယ်ပြုလို့မရဘူးဟုတ်ပြီသင်ကဒါဆိုကျွန်တော်အခုအသက်ရှင်တာပဲဟုတ်တယ်ယေရှုကိုမရဘဲနဲ့သင်အသက်ရှင်နေတာကသင်အသက်ရှင်တဲ့ဖယားနဲ့အဆက်အသွယ်မပြုတ်နိုင်တဲ့အသက်ရှင်ခြင်းမရတယ်ဒါမဲ့ယေရှုကိုရသွားပြီးတဲ့အချိန်မှာသင်ကအသက်ရှင်တဲ့ဖယားနဲ့အဆက်အသွယ်ပြုလို့ရတဲ့သူတစ်ယောက်ဖြစ်သွားတာဒါပေမဲ့အဆက်အသွယ်ပြုလို့ရရဲ့သားနဲ့အဆက်အသွယ်မရှိတဲ့သူတွေကဘာကြောင့်လဲဆိုတော့အဆက်အသွယ်မပြုကြလို့ဖြစ်တာ
တနည်းဖြင့်နားလည်အောင်ရှင်းပြမယ်ဆိုဖယားကဘောင်ထဲမှာစဉ်းစားတာကိုကြိုက်တဲ့ဖယားမဟုတ်ပဲနဲ့တင်းကို unlimited ဆိုတဲ့ limit မရှိတဲ့အတွေးခေါ်နဲ့အသက်ရှင်စေခြင်းတဲ့ဖယားဖြစ်တယ်ဒါဆိုရင်တော့ငါကမလုံနိုင်ပါဘူးလို့သင်သတ်မှတ်လိုက်တာကသင်မှာ limit ရှိလို့ဒါကြောင့်အဲ့ဒီ limit ကိုဖြုတ်ချတဲ့အရာကဘာလဲဆိုတော့ယုံကြည်ခြင်းဖြစ်နေတယ်ယုံကြည်ခြင်းရှိတယ်လို့ပြောတော့သင် limit ရှိနေတယ်အဲ့ဒါယုံကြည်ခြင်းမဟုတ်ပြန်ဘူးယုံကြည်ခြင်းမှာ limit မရှိဘူးတေချာနာထောက်ပဲကိုမောင်မယုံကြည်ခြင်းမှာ limit မရှိဘူးယုံကြည်ခြင်းမှာကန့်သတ်ထားတာမရှိဘူးယုံကြည်ခြင်းကကန့်သတ်မဲ့ယုံကြည်ခြင်းပါလေကန့်သတ်မဲ့ဒါကြောင့်တို့ဘယ်မှာတွေ့ရလဲဆိုတဲ့အခါမှာယောဟန်ခန်းကြီး15အငယ်9မှာဗာပြောလဲယောဟန်ခန်းကြီး15 9မှာဗာပြောလဲသင်တို့သည်ငါ၌တည်၍ငါစကားသည်သင်တို့၌တည်လျင်သင်တို့သည်တောင်းချင်သမျှဆိုတော့ဒီလောကမှာလူအကြိုက်နတ်မလိုက်နိုင်ဆိုတဲ့စကားရှိတယ်ဒါပေမဲ့ဖယားကြတော့ဘာပြောလဲဆိုတော့ whatever you wish whatever you wish if you remain in me and my words remain in you ask whatever you wish and it will be done for you come onဆရာတရားဟောနေရင်လည်း limit ရှိနေသေးတဲ့သူတွေရှိနိုင်တယ်နားထောင်နေရင်လည်းဘာကြောင့်လဲဆိုတော့ဘာသာရေးသမားအများစုမှာသူတို့က limit နဲ့သွားတာတကယ်ယုံကြည်ခြင်းမှာ limit မရှိဘူး come on တကယ်ယုံကြည်ခြင်းမှာ limit မရှိဘူး limit ကိုဖြုတ်ချမှရမှာအဲ့ဒီ limit ကိုဖြုတ်ချဖို့ဘုရားသခင်ဘာပြောလဲဆိုတော့သင်တို့ဒီငါ၌တည်၍တဲ့ငါစကားဒီမင်းတို့၌တည်ရင်တောင်းချင်တာတောင်းတော့ကွာတဲ့ဒီစကားကြီးကသင်ဖျားကိုယုံနေဆိုရင်ဒီစကားကြီးကိုသင် serious ထားသင့်တယ်သင်ဖျားကိုယုံနေဆိုရင်ဘောင်ထဲမှာရှိတဲ့စကားတွေမပြောစီချင်ဘူးဖျားကမုန်တိုင်းကိုမင်းတို့တွေ့တဲ့အခါမှာမုန်တိုင်းကလှေကိုနစ်လူမတက်ဖြစ်တဲ့အခါမှာသူတို့စိုးရိမ်တယ်ကျွန်တော်တို့ပျက်စီးလူပြီးဘာဖြစ်လို့လစ်လူရှုရတာလဲဖယားကိုပြစ်တင်တယ်ဒါဆိုဘာလို့ဖယားကိုပြစ်တင်တာလဲဘာလို့ပြစ်တင်တာလဲlimited mindset ဆိုတော့သူတို့ limit ရှိတယ်ဘာဆိုလူဟလာငါတို့စူးစမ်းနေတယ်လို့စူးစမ်းပြီးပြီမရတော့တဲ့အတွက်ကြောင့်ရှင်းပြောမယ်ဆိုရင်ဒီလိုမုံတိုင်းကမကြခင်မှာငါတို့အကုန်လုံးသတ်တော်မယ်လို့သူတို့သတ်မှတ်ထားလိုက်ပြီဒါဆိုရင်ဘယ်သူကသတ်မှတ်ထားတာလဲအဲ့ဒါစားကြဘယ်သူကသတ်မှတ်တာလဲဒီလိုဖြစ်တော့ဒီလိုဖြစ်မယ်ဒီလိုဖြစ်တော့ဒီလိုဖြစ်မယ်ဒီလိုဖြစ်တော့ဒီလိုဖြစ်မယ်
မင်းကဒီလိုအခြေအနေမှာရှိတဲ့ကြောင့်မင်းကဒီလိုပဲဖြစ်မယ်ဒီလိုအခြေအနေဖြစ်နေရင်တော့ဥမာဆက်ရှင်းအောင်ပြောပြမယ်လူတွေအားလုံးတွက်ချက်အရာဆရာဝန်ကလက်လျှော့လိုက်ပြီလို့ပြောရင်ဒါအမှန်တရားပဲလေဒါအမှန်တရားဒါပေမဲ့အဲ့ဒါကိုသင်လက်ခံလို့ရတယ်ဘာလို့လောကကြီးလည်းအဲ့တိုင်းပဲလက်ခံစေချင်တယ်ဒါပေမဲ့အဲ့ဒါကိုလက်မခံတဲ့သူကတော့ထူးခြားသောသူဖြစ်သွားတယ်ဆိုတော့ငါစကားဒီတင်လို့နဲ့တည်ရင်နဲ့အတိပ္ပယ်ကတော့တခုတော့ရှိတယ်မင်းငါစကားကမင်းမှာမရှိရင်တော့မင်းဘောင်ထဲမှာပဲအသက်ရှင်ရလိမ့်မယ်ဘောင်ထဲကနေမင်းကအပြင်ကနေပြီးတော့မှအလုတ်လှုပ်ချင်တဲ့သူဖြစ်ချင်တယ်ဆိုရင်တော့မင်းလူစကားနဲ့မင်းအသက်ရှင်လို့မရအောင်ငါစကားနဲ့အသက်ရှင်မှရမယ်ငါစကားကဘောင်ထဲမှာမရှိဘူးငါစကားဘောင်အပြင်မှာရှိတယ်ငါရဲ့စကားကအတိတ်လည်းမဟုတ်ဘူးအနာဂတ်လည်းမဟုတ်ဘူးတိလားဖခင်ရဲ့စကားယခုဖြစ်တယ်နားလည်ရှိမယ်ဖခင်ရဲ့စကားကအခုဘာလို့ဖခင်ကိုလွန်ခဲ့တဲ့နှစ်2000ကဒီစကားကိုပြောခဲ့တယ်လို့သင်ပြောလို့ရပြီမဲ့အဲ့ဒီစကားကဘယ်အတွက်လဲဆိုတော့အခုအတွက်ဖယားစကားကလွန်ခဲ့တဲ့နှစ်2000တုန်းကပြောခဲ့ပေမဲ့အဲ့ဒီစကားကအခုအတွက်ဖြစ်တယ်ဒါကြောင့်ဖယားကသူ့ကိုယ်သူမိတ်ဆက်ရင်သူမိတ်ဆက်တဲ့ပုံကမနေ့ကဖယားလုံးမပြောဘူးဒီမှာကြည့်အောင်ထွတ်မြောက်ကျမ်းခန်းကြီး3အငယ်14ကိုကြည့်အောင်ဖျားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်းငါဖြစ်သည်ဟုအမည်ရှိသောသူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူဟုဣသရေလအမျိုးသားတို့အားပြန်ပြောလောဟု၍၎င်းမောရှေအားမိန့်တော်မူ၏ God said to Moses I am who I am He didn't say that I was I am who I am ဆိုတော့ God of now ကိုတို့ကိုးကွယ်နေတာဖြစ်တယ် God of yesterday ကိုကိုးကွယ်တာမဟုတ်ဘူးမနေ့ကဖယားကိုတို့ကိုးကွယ်တာမဟုတ်ဘူးယခုဖယားကိုကိုးကွယ်တာဖြစ်တယ်ဆိုတော့ဘာပြောချင်တာလဲဆိုတော့ဒီကျမ်းစာထဲမှာရေးထားတဲ့အရာတွေအားလုံးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအတွေ့အကြုံတွေကိုရေးထားခဲ့ပေမဲ့မင်းယုံကြည်တဲ့အချိန်မှာပင်လင်အကျိုးသက်ရောက်မှုအဲ့ဒီအချိန်မှာချက်ချင်းဖြစ်နေတယ်ဖယားစကားကိုယုံကြည်သွားတဲ့အချိန်မှာအဲ့ဒီဖယားစကားရဲ့တကိုးကတင့်အထဲမှာအမြဲတမ်းတက်ရောက်လာတာဆိုတော့ဖယားကဒီမှာရှိတဲ့သူ့ရဲ့သားသမီးတွေကိုဘာရစေချင်တယ်လဲဆိုတော့ဒီ yesterday လူကိုတဲ့တတ်တဲ့နေ့ရက်2ရက်ရှိတယ်တဲ့လူတွေအများစုတတ်လိုက်တဲ့နေ့ရက်2ရက်ရှိတယ်အဲ့ဒါ yesterday နဲ့ tomorrow တဲ့
လူပေါင်းမြောက်များစွာကိုတတ်ခဲ့တဲ့နေ့ရက်2ရက်ရှိတယ်အဲ့ဒါ yesterday နဲ့ tomorrow တဲ့ဘာကြောင့်လဲဆိုတော့မနေ့ကအရာတွေကိုဒီနေ့ပြန်ယူလာတဲ့သူတွေရှိတယ်တဲ့မနေ့ကအတိတ်ကအရာတွေကိုပြန်ပြီးတော့ယူလာပြီးတော့မှဝမ်းနဲ့ကြည်ကွဲနေတဲ့သူတွေရှိတယ်တဲ့နှစ်ပေါင်းများစွာကအရာတွေကိုပြန်တည်လာပြီးတော့ဝမ်းနဲ့ကြည်ကွဲတဲ့သူတွေရှိတယ်အဲ့ဒီအတိတ်ကအမဲဇက်ကြီးကြောင့်ဟလာစိုးရင်ပူပန်နေတဲ့သူတွေရှိသလိုအနာဂတ်ဆိုတဲ့မနက်ဖြန် tomorrow ကိုစဉ်းစားပြီးတော့မှ tomorrow ကိုမရင်ဆိုင်ရတဲ့သူတွေအများကြီးရှိနေတယ်မနက်ဖြန်အတွက်စဉ်းစားလိုက်ရင်ကြောက်နေတဲ့သူတွေအများကြီးရှိတယ်မနက်ဖြန်အတွက်စဉ်းစားလိုက်ရင်စိုးရိမ်နေတဲ့သူတွေအများကြီးရှိတယ်မနက်ဖြန်အတွက်စဉ်းစားလိုက်ရင်ငါဘာလုပ်ရတော့မှလဲဆိုတော့မှလမ်းပြောက်နေတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့သင်နားလည်စေချင်တာကဖခင်က the God of now သင်ရဲ့နေ့ရက်စဉ်တိုင်းမှာသူနဲ့အောင်မြင်စွာအသက်ရှင်စေခြင်းနဲ့ဖခင်ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာဝမ်းမြောက်စေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာအောင်မြင်စေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာဖခင်ရဲ့ဘုန်းကိုထင်ရှားစေတဲ့သားသမီးတွေဖြစ်စေခြင်းနဲ့နေ့ရက်စဉ်တိုင်းမှာအရှိန်အဟုန်နဲ့အသက်ရှင်တဲ့သူတွေဖြစ်စေခြင်းနဲ့ဒါကြောင့်ဒါဝိဒ်ကအဲ့ဒါကိုနားလည်သွားတဲ့အခါမှာ This is the day that the Lord has made and I will rejoice and be glad in it ဘယ်နေ့ကမှငါရဲ့အသက်တာကိုစိုးရင်ပူပန်လို့မရဘူးပါဇောငါကိုကွယ်တဲ့ဖခင်ကမနေ့ရဖခင်မို့ now God of now the very present nowမနေ့အရာတွေဘာဖြစ်ခဲ့လဲတင်းနဲ့မဆိုင်ဘူးမနေ့ပြန်ဘာဖြစ်လာမလဲတင်းနဲ့မဆိုင်ဘူးမနေ့အဖြစ်ခဲ့တဲ့အရာတင်းဘာလို့မဆိုင်တာလဲဖခင်ကမနေ့ဆိုတဲ့အတိတ်ကိုစိတ်ဝင်စားတဲ့ဖခင်မဟုတ်လို့Okay, that's what တခုရှိတယ်အတိတ်ကိုလှန်လာပြီးတော့မှတင့်ကိုအမျိုးစုံပြောပြီးတော့မှဝေဖန်ကိတ်ရဲ့ရှုတ်ချတဲ့သူတွေရှိရင်တင်ကြောက်เสียအကြောင်းမရှိဘူးအဲ့ဒီလူတွေကတင့်ကိုဘာကောင်းကြီးမှဖြစ်စေမှာမဟုတ်ဘူးတင့်ကိုကောင်းကြီးဖြစ်စေတာက God of now တင်ရဲ့အတိတ်ကအရာတွေကိုပြန်တည်လာပြီးတော့မင်းကဟိုတော့ငါဘယ်လိုဖြစ်တယ်ဒီလိုဖြစ်တယ်ဒါကြောင့်မင်းကမကောင်းဘူးလို့ကြိုက်တာပြောပါစေဖယားနဲ့နေတတ်သွားတဲ့သူကဘယ်အတိုင်းဝိုင်းစွန့်ပစ်တာမှမကြောက်ဘူးဖယားနဲ့နေတတ်သွားတဲ့သူကဘယ်အတိုင်းဝိုင်းစွန့်ပစ်တာမှဂရုမစိုက်ဘူးOkay ဒါဆိုရင်တင်းကိုအတိုင်းဝိုင်းတစ်ခုကလက်မခံလို့စွန့်ပစ်လိုက်ရင်လေအဲ့ဒီစွန့်ပစ်လိုက်တဲ့အတိုင်းဝိုင်းတင်းနဲ့မထိုက်တန်လို့ပဲဖြစ်လိမ့်မယ်တင်းတို့အကောင်းဆုံးအရာကိုဖျားပြင်ဆင်ထားပြီးသားဖြစ်နေတယ် You don't have to worry about your future you don't have to worry about your past တချို့ကရှိတယ်ကိုအတိတ်ကအရေးအမေးဘယ်တော့ပြန်ပေါ်လာမလဲ Come on forget it ဖျားစိတ်ဝင်စားဘူးတင်လဲစိတ်ဝင်စားစရာဘာအကြောင်းမှမရှိဘူးအာမင်
ဘလောက်တနာစရာကောင်းလဲလောကကြီးမှာရိုက်ရစားတွေပြတ်သားတွေနဲ့အလုရှုံတဲ့အဖွဲ့တွေအများကြီးရှိတယ်ဒါပေမဲ့တို့အတွက်ကတော့နေ့ရက်စင်တိုင်းကအကောင်းဆုံးဘုရားခင်ပြင်ဆင်ထားတဲ့နေ့ရက်တွေကြီးပဲဖြစ်နေတယ် This is the day that the Lord has made and I will rejoice. This is the day. Every morning my God, this is the day. This is the day. This is the day that the Lord has made and I will rejoice. Hallelujah. 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 Amen. I am who I am. I am. I am the very present. I am who I am ဆိုတဲ့ဖခင်ကမင်းရဲ့အတိတ်ကိုငါစိတ်ဝင်စားရတယ်မင်းဘသူဖြစ်ခဲ့လဲဆိုတာငါသိတယ်ဒါပေမဲ့ငါစိတ်ဝင်စားတာမင်းဘသူဖြစ်လာမယ်ဆိုတာပဲငါစိတ်ဝင်စားတာမင်းဘသူဖြစ်ခဲ့လဲဆိုတာငါစိတ်ဝင်စားအောင်မင်းဘာလုပ်ခဲ့လဲဆိုတာငါစိတ်ဝင်စားအောင်မင်းဘာလုပ်မလဲဆိုတာကိုငါစိတ်ဝင်စားတဲ့ဘုရားဖြစ်နေတယ် Hallelujah ဒါကြောင့်တင့်ကိုတင်ယုံကြည်စိတ်ချမဲ့အရာတစ်ခုကသင်ကကြီးသောအမှုကိုပြုမဲ့သူဖြစ်တယ်ဆိုတာကိုသင်ယုံကြည်ရတဲ့သူဖြစ်ရမယ်စိတ်ခေါ်မှုတွေမကြောက်နဲ့စိတ်ခေါ်မှုတွေကိုမကြောက်နဲ့မကြားမှာဆိုလို့ပြန်ပြောမယ်စိတ်ခေါ်မှုကိုလုံးဝမကြောက်နဲ့ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတိုင်းမှာစိန်ခေါ်မှုဆိုတာရှိကိုရှိစမြဲဖြစ်နေလို့ဖြစ်တယ်အာမင်အာမင်ပြီးတော့မှတိုက်ခိုက်မှုဆိုတာကိုလုံးဝမကြောက်နဲ့ဘာကြောင့်လဲဆိုတော့အောင်မြင်သူတိုင်းမှာတိုက်ခိုက်မှုရှိလို့ဖြစ်တယ်အောင်မြင်သူတိုင်းမှာဘာရှိလဲတိုက်ခိုက်ခြင်းဆိုတာရှိကိုရှိတယ်ဘာကြောင့်လဲညီကိုမောင်တော်မှတ်တာစာတန်ကတင့်ကိုတင်လှုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ်မှာတိုက်တာမဟုတ်ဘူးသင်လှုပ်ဆောင်မဲ့အရာအတွက်ကြိုတင်ပြီးတော့တိုက်နေတာသင်ဘာဖြစ်လာမလဲဆိုတော့ तू ကြိုတင်သိထားတဲ့ကြောင့်သင်ကိုဆွဲချဖို့တိုက်နေတာသင်ဘာမှစိုးရင်စရာအကြောင်းမရှိဘူးအာမင်သင်ကိုကြီးတော်မှုကိုပြုဖို့ဘုရားခင်ပြင်ဆင်ထားပြီးသားဘာကြောင့်လဲဆိုတော့ဘုရားကအကြီးမြတ်ဆုံးသောဘုရားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအဖလို့ခေါ်တဲ့သားသမီးတွေအားလုံးကိုလောကမှာ तू ကဘယ်တော့မှအမိမမထားဘူးဦးကောင်းမှထားလျက်ချီးမြှောက်ဖို့ပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်တယ်Amen. Amen. ဒီတော့ဘုရားသခင်သူ့ရဲ့သားသမီးတွေကိုကြီးတော်မှုကိုပြုစေခြင်းသောကြောင့်ဘုရားကအမြဲတမ်းလိုတင်စဉ်းစားတဲ့ပုံကိုပြောင်းခိုင်းတယ် limit လောက်တော့ဘုရားကမကြိုက်ဘူး limit အကန့်အသတ်တွေနဲ့အသက်ရှင်တာငါတော့ဒီလောက်ပဲပညာရှိတဲ့အတွက်ကြောင့်ဒီလောက်ပဲလုံနိုင်မယ်ဆိုတဲ့အရာကိုဘုရားလုံးဝမကြိုက်ဘူးငါကမွေးကလေးကငါအဖေကတငါတယ်ဖြစ်တယ်ငါကကြောင်းမတက်ခဲ့ရဘူးတငါတယ်လုံငန်းပဲဒါကိုလုတ်ခဲ့ရပြီးတော့ဟလာငါရောင်းစားတဲ့ဘဝနဲ့ပဲငါကြီးပြင်းလာခဲ့တယ်တသက်လုံးငါကဒီငါလုံငန်းမှာပဲလုတ်ခဲ့တဲ့အတွက်ကြောင့်ငါတော့သေတဲ့ထိငါဒီငါလုံငန်းမှာပဲလုံမယ်လို့စဉ်းစားထားတာကိုယေရှုမကြိုက်ဘူးအဲ့အတွက်ကြောင့်ယေရှုရောက်လာပြီလေထဲကိုဘသူရဲ့လေထဲလဲပေတရုရဲ့လေထဲကိုရောက်လာပြီမင်းစဉ်းစားတဲ့ပုံမင်းပြင်ရတော့မယ်ပေတရုမင်းသတ်မှတ်ထားတာကမင်းကငါဆိုတာညပတ်ဖမ်းမှရမယ်လို့မင်းကယုံကြည်ထားတယ်ဒါလည်းအမှန်တရားပါပဲဘာကြောင့်လဲဆိုတော့လူတိုင်းကဒီလိုမျိုးပဲလုပ်ခဲ့တယ်လူတိုင်းကလည်းဒီလိုမျိုးပဲရခဲ့တဲ့အတွက်ကြောင့်ညပတ်မှာငါအုပ်တာကပဲငါအများဆုံးရတယ်နေခင်းမှာကရတဲ့တလောက်မရဘူးဒါမဲ့ငါမင်းရဲ့အတ္တတာထဲကိုအမှုတစ်ကိုပြုဖို့လာမယ်ဖြစ်တဲ့အတွက်ကြောင့်
မင်းညဘက်မှာလှုပ်လို့ရတယ်လို့တိထားတဲ့အရာတစ်ခုကိုငါဖျက်ဆီးပလိုက်တယ်တညလုံးငါတကောင်မှမရအောင်သင်ရဲ့ life မှာတင်ဘာလှုပ်လို့အစင်မပြေတော့ဘူးဆိုရင်ရင်ခုန်တော့တင်ဘာလှုပ်လို့ဘာမှမလှုပ်လို့မရတော့ဘူးဆိုရင် something good is going to happen something good is going to happen သင်ဘာမှလှုပ်လို့မရတော့ဘူးဆိုရင်သင်ရဲ့အစွမ်းစားတွေသင်ရဲ့ပညာတွေအကုန်ထုတ်သုံးပြီးပြီကွာဘာတစ်ခုမှမရတော့ဘူးဆိုရင်စတင်ပြီးတော့သင်ယေရှုတော်ချီးမွမ်းလိုက်တော့ဘာကြောင့်လဲအားလုံးပြောကြ something good is going to happen come on something good is going to happenကြုံနေစရာတခုပြောပြမယ် ministry ထဲမှာပဲဖြစ်ဖြစ်ယုံကြည်သူတွေထဲမှာပဲဖြစ်ဖြစ်ကိုမောင်နှမထဲမှာပဲဖြစ်ဖြစ်ကိုရဲ့အတိုင်းဝိုင်းထဲမှာပဲဖြစ်တယောက်ယောက်ကမာယွင်းသွားတယ်တယောက်ယောက်ကလူအတိုင်းဝိုင်းရဲ့လက်မခံနိုင်တဲ့အရာတခုကိုလှုပ်လိုက်တဲ့အချိန်မှာသင်တို့အထင်သေးတတ်တဲ့သဘာဝရှိလိမ့်မယ်အဲ့ဒီလူတယောက်ကိုသင်အထင်မသေးဘူးလို့ပြောပေမဲ့ရင်ထဲမှာတော့တခုလေးဖြစ်သွားတဲ့အရာတွေရှိကောင်းရှိလိမ့်မယ်အယောင်ဝိညာဉ်ရေးကြီးမိုင်းတော့မှာဆိုတဲ့ဟာလေးပေါ့ဆိုတော့ဘုရားကြိတ်ပါအောင်ဒါပေမဲ့ဆိုတာလေးတွေနည်းနည်းပါးပါးရှိနိုင်တယ်ဒါပေမဲ့သင်နားလေလားမသိအဲ့ဒီလူတွေဘုရားသခင်အကြံစီအကြီးရှိတယ်ဆိုတာလဲပြိုသွားတဲ့လူတယောက်ကကြီးမားသောအရှိန်အဟုန်နဲ့ပြန်ထနိုင်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုမသိလို့မရအောင်ဒါမဲ့ပြဿနာကသူ့ကိုယ်သူမသိလို့အဲ့ဘဝနဲ့ပဲသူလာဆုံးဆရာကနားလည်အောင်ရှင်းပြမယ်ဖခင်အတုံးပြုမယ်ဆိုဘယ်လို sign တွေရှိလဲဆိုဆရာကနားပြမယ်ဖခင်အကြီးကျယ်တဲ့ကိုချီးမြှောက်တော့မယ်ဆိုရင် sign တစ်ခုရှိတယ်ဆိုင်နေအများကြီးပေါ့ဗျာအဲ့ထက်နည်းနည်းပါးပြောပြတင်သူများပေါ်ဘလောက်ကောင်းတာလို့အဲ့လူတွေတင်ဘယ်တော့မှဂျေဇူးမတိတဲ့ပြင်ဂျေဇူးကမ်းသွားပြီးတော့တင်ကိုစော်ကားသွားတယ်ဆိုရင်တင်တော်တော်အသုံးခံရတော့မယ်ဖေဟာအဲ့လူတွေမှာတင်ပါတယ်ဆိုရင်တော့ဆရာကြီးတို့ချီးမွမ်းလိုက်ပြီတဲ့ဆရာကျွန်တော်အကောင်းဆုံးလုပ်တယ်ဆရာဘယ်တော့မှအဲ့ကောင်ကြီးကျွန်တော်နားမလဲတဲ့အပြင်ဆော်ကားသွားတယ်တင်ဂျေဇုတို့ချီးမွမ်းလိုက်အဲ့ဒါတင်ကိုဖခင်အကြီးကြီးချီးမြှောက်တော့မယ်အဖွဲ့တွေထဲမှာတင်ပါလိုက်နောက်တစ်ဖွဲ့ကိုလူရမဝင်ဘူးလို့ထင်တဲ့အပြင်သူများလည်းပဲသူများနဲ့မတူတဲ့ချုပ်ရွေးမှုသူများနဲ့မတူသူများတွေဆိုအားလုံး okay တယ်ကွာကိုကပဲအမြဲတမ်းတိမ်ငယ်နေတဲ့အားငယ်နေတယ်လို့ခံစားနေရတဲ့သူတွေအဲ့ဒါသတိထားအဲ့လူတွေဘုရားသခင်အယံချီးမြှောက်တတ်တယ်အယံချီးမြှောက်တတ်တယ်ဘာကြောင့်ဆိုဘုရားသခင်မုတ်ဆိုးမတို့မိဘမဲတို့ရဲ့ဘုရားလို့ပြောတာဆိုဖယားကဒီလိုဖယားမျိုးအဲ့လိုအလုပ်လုပ်တဲ့ဖယားဆို sign နဲ့အများကြီးရှိတယ်အဲ့ဒါတော့နောက်မှပဲဆရာဒီဥစ္စာလေးတဲ့စာအုပ်ဆရာလုပ်ဖို့ပြင်ဆင်နေတယ်အခုအဲ့ဒါလေးတွေဆိုသင်မပူနဲ့အဲ့ဒါ
သူများတွေပြစ်ပယ်တာတွေသူများတွေကဲရဲတာတွေသူများတွေရှုံချတာတွေမှတ်ထားညီကောင်မောင်မတို့တင်းကိုသူများတွေအယမ်းထိုးနှက်နေပြီဆိုရင်တင်းရဲ့လာမဲ့အနာဂတ်မှာတင်းရမယ့်အောင်မြင်မှုကအယမ်းကြီးတယ်ဆိုတာတင်းနားလည်ရတော့မယ်အလကားနဲ့အလကားအမုန်းခံနေရတဲ့သူတွေရှိတယ်မလားအဲ့ဒီလူတွေအားလုံးအနာဂတ်တော့ဘုရားခင်အင်မတန်ချီးမြှောက်မဲ့လူတွေဘာလို့ကောင်းဘလိုင်းနေမုန်းနေတာလဲဆိုတော့အဖွဲတွေရှေ့လာမသိဘူးကွယ်အဲ့ဒါဆိုတော့တင် get ready you are about to do something great you are about to do something great you are about to do something great hallelujah ဆိုတော့ဟိုလူကြီးဒီလူကြီးကတင်အားငယ်နေစရာဘာအကြောင်းမှမရှိဘူးညီကိုမောင်မတော်ဘုရားသခင်ကသူများပြစ်ထားတဲ့ကြောက်ဟိုးလုံးဝသုံးမရောက်ဆိုပြစ်ထားတဲ့ကြောက်ကိုမှဘုရားသခင်တုံးတက်တဲ့ဘုရားရှင်ဖြစ်တယ်။တစ်မျိုးလုံးကဝိုင်းပယ်ထားတဲ့ဇက်ကဲမှာသုံးတဲ့ဘုရားရှင်ဖြစ်တယ်။တစ်မျိုးလုံးကနေပြီးတော့ယူရှာစရာကောင်းတဲ့မိန်းမောင်မှာဘုရားသခင်ကတစ်မျိုးလုံးတော့ကောင်းကြီးဖြစ်စေဖို့ရတော့ပထမဆုံးဧဝံဂေလိဆရာမကြီးဖြစ်ဖို့ရတော့ရှမာရိမြို့တော့ဘုရားခင်သုံးခဲ့တယ်။ဘုရားသခင်ကလူတွေသုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာစတင်သုံးတဲ့ဘုရားရှင်ဖြစ်တယ်။လက်ခုပ်တီးလက်ထိုးဘုရားရှင်နာမတော်ကြောင့်ကောင်းကြီးပေးအောင် Hallelujah 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 တခုပဲမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘုရားခင်မှာလုံးဝမရှိစေချင်ဘူးဘုရားကမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဒီနေ့ဖြစ်ကိုဖြစ်ရမယ်လို့ဘုရားပြန်လှပ်ပြဖို့ဘုရားခင်တင်းကိုစကားပြောနေပြီမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေငါ့ဘဝမှာမရှိစေရတော့ဘူးမဖြစ်နိုင်တဲ့အရာတွေငါ့ဘဝမှာအကုန်ပြန်ဖြစ်လာတော့မယ်ငါအိမ်မတောင်မမတ်ရဲတဲ့ဘဝအထဲကိုငါ့ဘုရားခင်ပို့ဆောင်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်လို့စတင်တော့ကြွေးကြော်ချီးမွမ်းရတဲ့သူတွေဖြစ်ပါစေHallelujah Hallelujah Hallelujah တို့ရဲ့ဘုရားကI am who I am ဆိုတဲ့ဘုရား I am who I am ဘာပြောရလဲ I am who I am I am who I am ဘာမှမရှိတဲ့အရာကြီးကိုရှိအောင်လုပ်တဲ့သူကငါဘာမှမရှိနေပါစေငါရှိရင်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေမင်းဘဝမှာဖြစ်ကိုဖြစ်လာရမယ်အာမင်အာမင်အားလုံးခဏကြည့်အောင်43ခုဟေရှာယ43 sorry ဟေရှာ43အငယ်19မှာကြည့်ရှုလောအမှုသစ်ကိုငါပြုမိ come on ဒါရေးကြည့်သွားပြီကြည့်ရှုလောအမှုသစ်ကိုငါပြုမိယခုပေါ်လာလိမ့်မထားကြည့်ရှုလောအမှုသစ်ကိုငါပြုဒါဆိုဘာကိုကြည့်ခိုင်းတာလဲမင်းအမှုဟောင်းကြည့်ခိုင်းတာမဟုတ်တော့အာမင်အမှုသစ်ကိုကြည့်ခိုင်းတာအာမင် hallelujah အာမင်လူတွေကကား accident ဖြစ်မှုတဲ့လူတယောက်ကတခုခုကားလေးဆောင်းသွားပြီဆိုရင် traumatize ဆိုတဲ့ trauma ရှိတယ်သူတို့မှာနည်းလေဖတ်ဆိုဖြစ်သွားပြီဆိုရင်ဘာဖြစ်တယ်လဲအဲ့ဒီဟိုတော့ဖြစ်တဲ့ပုံစံအတိုင်းပဲပြန်ဖြစ်တော့မလားဆိုတဲ့ကြောက်ရွံ့တဲ့စိတ်နေရာယူထားတဲ့လူတွေမှာအယံစင်းရဲဘူးတဲ့လူတယောက်ကစင်းရဲမှာအယံကြောက်တယ်အနှိမ်ခံမှုတဲ့လူတယောက်ကသူများလာနှိမ်မှာအယံကြောက်တယ်
သူများလက်ညှိုးထိုးခံရတဲ့လူတယောက်ကသူများပြန်လာလက်ညှိုးထိုးမှအယမ်းကြောက်တယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့သူများလက်ညှိုးမထိုးခင်မှာကိုက defense ပြန်ကာပလိုက်တယ်ရှန်နာလေးကိုရှင်းပြမှာကြည့်ရှုတယ်မင်းကြည့်ရမယ့်အရာကအမှုတင်တင်းကိုဖျားသခင်ကြည်ခိုင်းတာအမှုတင် Come on တင်မရလိုက်မှဆရာဆိုရင်တော်များများအမှုတစ်ကိုမမျှော်လင့်ရဘူးပြောချင်အမှုတစ်ဆိုတာဘာလဲသိလားညီကိုမောင်မတော်သင်အိမ်မက်တောင်မမတ်ရဲတဲ့အရာတွေ Come on သင်အိမ်မက်တောင်မမတ်ရဲတဲ့အရာတွေသင်ဘဝမှာဖြစ်လာလိမ့်မယ်အခုဆရာဒီနောက်ပိုင်းမှာတရားဟောရင်တရားဟောချက်ဟောနာမဟုတ်ဘူးဆရာ proper ပြုနေတာဆရာဝိညာဉ်သားသမီးတွေအားလုံးလည်းဆရာပြောမယ်တင်းရဲ့တရားဟောချက်တိုင်းက proper ပြုခြင်းဖြစ်ပါစေ hallelujah hallelujah အတိတ်ကအရာတွေကိုတို့ပြောနာမဟုတ်ဘူးဖြစ်လာမယ့်အရာကိုအာမခံချက်အပြည့်နဲ့ပြောရတဲ့သူဖြစ်ကိုဖြစ်ရမယ်ကြည့်ရှုလို့ come on ပြောရအောင်ကြည့်ရှုလို့ဘသူကလဲဖယားကအမှုတစ်ကိုငါပြုမယ်ဘသူကပြုမှာလဲ I am who I am ဆိုတဲ့ဖယားကအမှုတစ်ကိုပြုမှာဖြစ်တယ် The very present God said see I'm doing a new thing see can you see it God is asking you right now, can you see it? Can you see it? Can you see it? And God said to Abraham, as far as you can see, I will bless you. Think of the name you think go win Zaya medulo temien tabibila. Think of Jima do a mood of Yajirema. Jima so a tonkaya met to the Pite Sodago. Think again mean tabibila. Come on, Yene Sodaga, Pompo Dama Yene. In Ilosoin, visualize. Hallelujah. Jishulos Redebea. You have to visualize. ဖယားသခင်ကတင်းကိုကောင်းချီးပေးတော့မယ်ဆိုအရင်ဆုံးတင်းအမြင်ကိုစတင်ပြီးတော့မှဖယားကtraining ပေးတယ်ဖယားကတင်းကိုအရင်ချီးမြှောက်တော့မယ်ဆိုရင်တင်းရဲ့အမြင်ကိုဖယားက training စပေးပြီဒါပေမဲ့ကျွန်တော်တခုခုဆိုရင်အရင်ဆုံးမြင်တာက negativeအရင်ဆုံးမြင်တာက negative ဘာဖြစ်လို့တို့တွေကဘောင်ထဲမှာအသက်ရှင်ရတဲ့သူတွေဖြစ်နေလို့မင်းကဘောင်ထဲမှာရှိပေမဲ့ငါကမင်းကိုဘောင်ထဲကနေဆွဲထုတ်လိုက်ပြီးတော့မှ hallelujah တနည်းအားဖြင့်နားလည်အောင်ပြောမယ်ဆိုရင်မောင်မိုက်သေးမှာ come on အံပွေတော့အလင်းတော်တဲ့သူခေါ်သွင်းတော်မူသောသူရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြစေခြင်းကဘလို့ဖော်ပြခိုင်းတာလဲရဲရဲကြီးဖော်ပြခိုင်းတာမင်းကဘောင်ထဲမှာရှိတဲ့ဘောင်ထဲမှာရှိတဲ့သူမဟုတ်ဘူးဘောင်အပြင်ဘက်ကနေရဲရဲကြီးပြောဆိုခွင့်ကိုပေးထားတဲ့အခွင့်ကိုရထားတာဆရာနားလည်အောင်ရှင်းပြမယ်ကျမ်းပိုက်တရားဆရာပြောရင်ခါလီမှာ revelation မရှိရင်နားလည်ဖို့အရင်ခက်တယ်ဟေဘရဲခန်းကြီး73ငယ်6မှာဘာပြောလဲဆိုတော့ထို့ကြောင့်ထာဖျားသည်ငါ့ကိုမဆတော်မူသည်ဖြစ်၍ Come on သင်စိတ်ချမဲ့အရာပါလဲဆိုတော့ဖယားကသင်ကိုမဆခြင်းနဲ့ဖယားဖြစ်တယ်ဒါဆိုသင်ပြောမဲ့စကားပါလဲဖယားမဆမယ်ဆိုတာရေးရေးပြောရမယ် Come on သင်မရသေးဘူးသင်မရသေးဘူးဖယားကမဆတယ်ဖယား
don't ဖယားရဲ့ nature ကိုမဆတဲ့ဖယား come on တော့ဖယားကိုရသွားတဲ့သူတွေကဘာဖြစ်တယ်လဲသိလားပေးကမ်းခြင်းမှာရက်ရောတယ်ဖယားရပြီးတော့ကစီနဲတယ်ဆိုရင်တော့ something is not right ဖယားရသွားတဲ့လူတယောက်ကအယံပေးကမ်းတတ်တယ်ပေးကမ်းခြင်းမှာလည်းရက်ရောတယ်နောက်တစ်ခုထပ်ပြောမယ်ယုံကြည်ခြင်းမရှိရင်မပေးကမ်းရဲဘူးဘာလို့ तू မြင်တာက तू အိတ်ထဲကပတ်စံပဲ तू မြင်တာအဲ့ဒီအိတ်ကထဲကပတ်စံက तू ရှာထားလို့ရတဲ့ပတ်စံလို့ तू ထင်ထားတယ်တင်နားလည်ရမယ့်အရာတခုကတင်ရှာတဲ့လောက်ပဲတင်သုံးရမယ်လို့တင်ယုံထားရင်တင်ကစင်းရဲတာပဲမရသေးဘူးညီကောင်တင်ရှာတဲ့လောက်ပဲတင်သုံးရမယ်လို့ယုံကြည်ထားရင်အဲ့ဒါစင်းရဲတာအတွေးခေါ်လောကမှာဆရာချို့လူတွေကထင်တယ်ဆရာစီးပွားရေးအကြောင်းနဲ့အရင်ပြောတယ်မဟုတ်ဘူးညီကောင်မောင်မတော်ဖယားရဲ့သဘောတဘာဝတင်ကို active income နဲ့အသက်ရှင်စေချင်တာမဟုတ် passive income နဲ့အသက်ရှင်စေချင်တာတင်လုံးတလောက်ပဲတင်ရတာညံနှုံတော်သူတွေကဘာမှာချမ်းသာတဲ့လူတွေက passive income ဆိုလုံးတလောက်ရနေတာမဟုတ်ဘူးအိတ်နေတဲ့အချိန်မှာပတ်စံဝင်နေတာ come on passive income နဲ့သင်ကိုအသက်ရှင်စေခြင်းနဲ့ဖယားဒါကြောင့် passive income နဲ့အသက်ရှင်စေခြင်းလို့ဖယားဘာပြောလဲမနှက်ဖြတ်တော့မစိုးရင်နဲ့တဲ့အဘယ်သူဝဲမလဲအဘယ်သူစားမလဲကိုဖို့ဒါမဲ့ချို့လူကဘာပြောလဲဆရာစားစရာမှမရှိတော့တာကျွန်တော်စိုးရင်ရပြီပေါ့ဒီမှာကြည့်တေချာနားလည်အောင်ရှင်းပြမယ်ဝတ်စရာမှမရှိတာစားစရာမှမရှိတာပေးစရာမှမရှိတာကျွန်တော်မစိုးရင်ရဘူးလားဆရာရဲ့ဒါမဲ့တခုရှိတယ်ဖယားပြောတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းရှိစွာရှာရင်မင်းဒါတွေပူစရာမလိုတော့ဘူးဆိုအတိတ်ပဲကပါလဲနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းထဲမှာပါရှိလဲနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းထဲမှာဖယားသခင်ရဲ့ဖွင့်ပြခြင်းတွေရှိတယ်အဲ့ဒီဖွင့်ပြခြင်းတစ်ချက်လာပြီဆိုတာနဲ့ဖယားသူ့သားသမီးတွေကိုရုန်းကန်လှုပ်ရှားပြီးတော့အသက်ရှင်စေခြင်းနဲ့ဖယားမို့ဖယားရဲ့ဖွင့်ပြတဲ့ idea တွေနဲ့အသက်ရှင်ပြီးတော့မှဒီလောကကိုအုပ်စိုးစေခြင်းနဲ့ဖယားဖြစ်တယ်။ Okay ဆရာနားလည်အောင်ရှင်းပြမယ်။ဥပမာလေးတစ်ခုပဲဆရာပြမယ်။ဒါလည်းဆရာအများအားပြောနေကြငပိန်းနေမချားမှဆိုလို့ပြန်ပြောမယ်။လူတစ်ယောက်ကလေရင်နောက်ကျသွားလို့တညလုံးလေရင်ကွင်းမှာငုတ်တုတ်ထိုင်ဆောင်ခဲ့ရတဲ့တက္ကစီကိုတညလုံးတက္ကစီမလာဘူးအဲ့ဒီညမှာသူရေးရေးလဲလဲကြည်ခွဲတယ်တက္ကစီမရှိလို့သူ့အိမ်မပြန်ရဘူးဒါနဲ့သူ idea တစ်ခုရသွားတယ်တညလုံးထိုင်နေနေနားလည်အောင်ရှင်းပြမယ်တင်းဘဝမှာမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်တေချာမှတ်ထားညီကောင်မောင်တို့မှတ်ထား please တင်းဘဝမှာမဖြစ်ချင်တဲ့အရာတွေဖြစ်လာရင်နံပါတ်1တင်းမလုပ်ရမယ့်အရာက no complain please လူစင်းရဲစေတာ complain တင်းရဲ့ဘေးနာရှိတဲ့သူပြုံးလေးလှည့်ကြည့်ပြီးတော့မှ no complain no complain မှာဆိုဘာ yes လေဒီဆရာကြီးဟာ okay say no complain very good no complain okay ဆိုတော့ तू အဲ့ဒီညမှာ तू က no complain तू ဘာလုပ်လဲဆိုတော့ okay တင်းကိုဘဝမှာတင်မဖြစ်ချင်တဲ့အရာတွေဖြစ်လာပြီဆိုရင်အဲ့ဒါ
ဖြစ်ရမယ့်အရာဖြစ်ဖို့ရန်တော့ပထမခြေလှမ်းဖြစ်ရမယ်ဒီမေဖြစ်ရှင်တော့ခဏပြန်ပြောမယ်သင်ရဲ့ life မှာမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်အဲ့ဒါကနားလည်ရှိမှာမနော်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေဖြစ်လာဖို့ရန်အတွက်ပထမခြေလှမ်းဖြစ်နေပြီဒီချက်ပြန်ပြောမဖြစ်ချင်တဲ့အရာတွေသင်ဘဝမှာဖြစ်လာပြီဆိုရင်မထားအဲ့ဒါမဖြစ်နိုင်တဲ့အရာတွေဖြစ်လာဖို့ရန်အတွက်ပထမခြေလှမ်းပဲအဲ့ဒီအချိန်မှာသင်လုပ်ရမယ့်အရာတစ်ခုပဲရှိတယ်လုံးဝသူများကိုသွားပြီးတော့အပြစ်မတင်မိစေနဲ့သင်ဘာလုပ်မလဲဆိုတော့သင်အဲ့ဒီအချိန်မှာငါ့ကိုဖျားပါလှုပ်စေခြင်းပြီလေဆိုတာကိုသင် look within and find your purpose. Don't look around. If you look around, then you start complaining. If you look around, chia le kai de, taxi le mala, leyan le naucha, leyan lai pero nga masiu ai leyan lai, ngon long ta long nga di leyan ta long nga masiu. တင်းတယောက်ကမစီးဆုံးဖြတ်လဲသူမစီးမဲ့လူလေရင်မဝင်နိုင်တဲ့သူတွေခီးသွားရင်သူစီးရမှာပဲအလကားတွေရှောက်ပြီးတော့စဉ်းစားကြဘာကြောင့်မှမရှိဘူးသူ time တော့စဉ်းစားနေတယ် okay ဒီလိုငါ့ကိုဖြစ်စေတယ်ကောင်းပြီငါလိုလူတွေမဖြစ်ရလေအောင်ငါတခုတော့ထားလုံးမယ် come on တင်မရလိုက်ဘူးငါလိုလူတွေငုတ်တုတ်ထိုင်ဆောင်မတူတယ်အများကြီးရှိနေတယ်အဲ့လိုငါဖြစ်မခံနိုင်တော့ I'm gonna do something new come on I'm gonna do something new okay I prophesy on you you will do something new amen amen you will do something new hallelujah talk to your neighbor you will do something new shakarabasiti yakaba you will do something new so ai lua ba lou le so okay manat mo le lin oh doda thwat me asa ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အိမ်တော်မပြန်နိုင်ဘူးသူတငယ်ချင်းကိုလှမ်းတော့ဖုန်းဆက်တယ်ငါမင်းစီခဏလေးလာရှင်တယ်သူတငယ်ချင်းစီတွားလဲတွားပြီးတော့သူက app လေးတစ်ခုစလုပ်ဖို့ရန်အတွက် account ထဲပေါ်တော့တယ်အဲ့ဒီ app ရဲ့နာမည်ကတော့ Uber Grab တို့ဘာလို့ဆိုတာထိုင်းမှာပဲ Uber ဆိုတာက international ခင်ဗျားတို့သိတာ Grab ပဲလေဒါထိုင်းပဲသုံးတယ် Grab က okay Bob လာပါလေ okay Bob လာပါလေ I don't care I don't know ဒါပေမဲ့ Uber ဆိုတာပထမဆုံးစလိုက်တာအဲ့ဒီ Uber ဆိုတာစလိုက်တာအခု Uber eat Uber everything မစင်စား Uber ကသူကားကုန်လားမကုန် driver ကုန်လားဘိန်းပွန်းလားသူဘိန်းမပွန်းဘူးသူကားလည်းစိုက်ဆရာမလို့ဘူးသူဘိန်းလည်းစိုက်ဆရာမလို့သူ driver လည်းစိုက်ဆရာမလို့ဘာမှလုပ်ဆရာမလို့ပဲကားတစ်စီးကိုတစ်ရက်ကိုဒေါ်လာ50ပဲရအောင်မောင်းတဲ့သူကတသန်းရှိတယ်ဆိုပါစို့မကဘူးဘာကြောင့်လဲဆိုတော့အမေရိကမှာ legal ကြီးပဲတန်400နီးပါးရှိတယ်400 million population ရှိတယ် okay 300 something more let's say 400 okay illegal မပါသေးဘူး okay ဆိုတော့အဲ့ထဲကနေမှတန်းကပဲ Uber မောင်း
အလောက်ကပြန်လာပြီးရင်4 နိုင် 5 နိုင်လောက်ထွက်မောင်းလိုက်တာနဲ့ तू ပတ်စံရတယ်လေကောင်ဆိုတော့ तू ဘာလုပ်ပြီလဲဆိုတော့ဒါကအပိုငွေဆိုတော့ तू ဘာလုပ်လဲကားရှိတဲ့သူတွေရွေးဖြစ်တဲ့ကြောင့်ဘာလုပ်လဲလင်ကင်းနဲ့မှသွားထိုင်ဆောင်သွားထိုင်ဆောင်โอเคအဲ့ဟိုနာဒီနာတွေထိုင်ဆောင်ပြီး night club နားမှာထိုင်ဆောင်နေညဘက်ဆိုရင်ညဘက်ပြန်လာတော့မူပြဲရပြန်လာထိုင်โอเคဆိုโอเคဆိုတော့ Uber ကတရက်ကိုလူတစ်သန်းမဲ့မောင်းတစည်းကို90နဲ့ဘယ်တော့ဘယ်လောက်ရလဲ90မကဘူးဒီကောင်လေးဟမ်50 million အသားလေးအိမ်နေဝင်အဲ့ဒီ idea ကိုဖခင်ကသူ့သားသမီးတွေကိုတကယ်ပေးချင်တယ်ဖခင်အာမင်ဒါမဲ့သူ့သားသမီးတွေကသူ့ကိုချစ်တာထက်လောကကိုချစ်နေလို့ငပိန်းနေဖြစ်ကုန်တာတိကောအခန်းကြီး2ငယ်9Come on ကျမ်းစာလာသည်နှင့်အညီဖျားသခင်ချစ်တော်သူတို့အဖို့လို့ငါဖျားပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်နားဖြင့်စိတ်နှလုံးဖြင့် Come on ခဏလေးရက်မယ်အမှအရင်ကြီးတယ်ကျမ်းစာလာသည်နှင့်ဖျားသခင်ချစ်တော်သူတို့အဖို့လို့ငါဖျားပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ပြောနေတာကဒေးဗစ်လာတော့ကြွယ်ဝချင်းကြောင့်အရန်ပြောတယ်မဟုတ်ဘူးမမြင်တတ်တဲ့အဖွဲ့တွေကိုပြောပြနေတာအရေးထဲမှာဆရာဒေးဗစ်လာတော့ဟောတော်မှာလိုက်ပြီးတော့မှပြောနေအဖွဲ့ရှိတယ်အဲ့ဒါတွေကဓာရီမမြင်တဲ့အဖွဲ့တွေဓာရီမမြင်တဲ့အဖွဲ့တွေမမြင်တဲ့အဖွဲ့တွေအဲ့ဒါပဲမမြင်တဲ့သူကဒါကြောင့်ယေရှုပြောတဲ့စကားအရန်ကောင်းတယ်လူကလူကောင်းလမ်းပြတယ်တဲ့လူကလူကောင်းလမ်းပြတော့ဘာဖြစ်လဲဟမ်ကြောက်တဲ့ကြတာပေါ့မဟုတ်ကျွန်းထိုးမယ်လေပြင်နှစ်ဖူးတွေကွဲမယ်ခေါင်းတွေကွဲမယ်အကုန်ဖြစ်မယ်လေဘာလို့လဲလူကလူကောင်းလမ်းပြနေတယ်မင်းတို့ဒီမြင်တတ်သောကြောင့်မင်္ဂလာရှိတယ်တဲ့ဖေဟာ Come on မင်းတို့ကမြင်တတ်သောကြောင့်ဘာဖြစ်လဲမင်္ဂလာရှိတယ်ဒါတွေမြင်တတ်ဖို့လိုတယ်အခုဒီယုံကြည်သူတွေဘာလဲ active income နဲ့ကျင့်တဲ့ဖွဲ့တွေရှိတယ်ဖျားပေးချင်တာလူမျက်စိနဲ့ဘယ်လူမှမမြင်နိုင်သေးတဲ့အရာငါမင်းကိုမြင်စေချင်တယ်ဘယ်သူမှမကြားနိုင်တဲ့အရာတွေငါမင်းရှားဘယ်သူမှတော့မစဉ်းစားနိုင်တဲ့အရာတွေငါမင်းကိုစဉ်းစားစေချင်တယ်ဖျား Come on အမှုတွေကိုပြုမဲ့ဖွဲ့တွေဘသူတွေပါလဲခမညာ Yeah အမှုတွေကိုပြုမဲ့ဖွဲ့တွေဘသူတွေပါလဲခမညာအမှုတွေကိုဘသူပြုနိုင်လဲတဲ့လားသူများမမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့သူများမကြားနိုင်တဲ့အရာကိုကြားတတ်သွားတဲ့သူများမစဉ်းစားမကြံစည်နိုင်တဲ့အရာကိုကြံစည်တတ်သွားတဲ့လူကစပြီ Hallelujah တင်စတင်မမျော်လင့်ရမယ့်အရာပါလဲဆိုတော့တင် idea အသစ်တွေလာတော့မယ် Hallelujah လောကမှာပတ်စံထပိုတန်ဖို့ကြီးတာကအဲ့ဒီ ideaလူမျက်စိနဲ့မမြင်နားပြမကြားစိတ်လုံးပြမကြံစီရသေးတဲ့မင်္ဂလာတွေတင်ဖွင့်ပြခြင်းရပြီဆိုအဲ့ဒီနေ့ဟာတင်ဘုရားဆင်းရဲခြင်းရတယ်လွတ်မြောက်သွားပြီးတော့မှကြွယ်ဝခြင်းတဲ့သို့ဝင်စားတဲ့နေ့ပဲအာမင်ဟာလေလုယာတော့ဖျားသခင်နဲ့အတူသွားလာတဲ့လူကမြင်တတ်တယ်ဗျမြင်တတ်တော့ complain မရှိဘူးဗျဒီနေ့ခရစ်ယာန်တွေပြောလိုက် complain တွေတိတ်များတယ်ဘာကြောင့်တလားမမြင်တတ်လို့တခါလေးမှတင်ဖျားသခင်တင်ဘွားမှာဖြစ်နေတဲ့အရာတွေကိုတင်နားလေမှာမဟုတ်ပါဘူးတင်နားမလဲလုံးရမယ့်အရာတစ်ခုပဲရှိတယ်ချီးမွမ်းနားမလဲမေ့သွားမှာဆိုလို့ remind ပြန်လုပ်မယ်နားမလဲရင် yeah ဘာမှမလုပ်နဲ့နားမလဲချီးမွမ်းပလိုက်ဘာကိုချီးမွမ်းမှာလဲချီးမွမ်းစရာမရှိတဲ့ဟာယူဆရာလဲဘာကိုချီးမွမ်းမှာလဲ okay ဖ
ရားသခင်ကတင်းကိုအတိတ်ကိုလှည့်ကြည့်လို့ချီးမွမ်းခိုင်းတယ်မို့ကြည့်ရှုလောဟာလေလုယာအမှုတစ်ကိုငါပြုမယ်ကြည့်ရှုလော Can you see it I'm about to do something great Amen ကြည့်ရှုလောအမှုတစ်ကိုငါပြုမယ်ဘာလို့မှလဲတင်းရဲ့အတ္တတာမှာနားမလဲနိုင်တော့ဘူးဆိုရင်အကောင်းဆုံးအကြံဉာဏ်တစ်ခုပေးမယ်စချီးမွမ်းတော့တင်းလက်ထဲမှာပတ်စံမလောက်တော့ဘူးဆိုရင် come on ဘယ်သူတွေပြောလဲတော့မသိပါဘူးမလောက်တော့ဘူးဆိုရင်တင်းလောက်ရမယ့်အရာတစ်ခုပဲရှိတယ်ချီးမွမ်းလိုက်အာမင်ဟာလေလုယာနေရပတ်စံအိပ်ပါမလဲငါသားလေးအထားလိုက်တော့ဘယ်မှာလဲပတ်စံအိပ်မမြန်လေးလာကောင်းကြီးခန်းစားခြင်းမြန်လေးလာလိုက်ပတ်စံအိပ်ပါနောက်ကျသွားပြီရပြီโอเคဆရာဘန်အရန်လေတယ်ကွာ very good နေနောက်ကျသွားပြီငါသားလေးဒီအိတ်ထဲမှာဘာမှမရှိတော့ဘူးဆိုပါစို့ prophet ကလည်းအယမ်းမှန်နေလားမသိဘူးဆိုတော့ဟုတ်ပြီဒီထဲမှာပတ်စံမရှိဘူးကွာပြီးတော့ဒါဆရာဘန်ကွာဆရာဘန်အိမ်တော်ဦးစီးကွာငါမိသားစုငါဒါနဲ့လောက်အောင်ဘလို့ငါတလလုံးသွားမလဲငါမသိတော့ဒါလေးကမုံငါလုံးနဲ့ငါနှကောင်လေးစားမဲ့အဖွဲရလူ9000ကျော်တယ်ဘန်ဂျမန်လူ4ယောက်ပိုင်သွားပြီဒါပေမဲ့4ယောက်မကောက်ဘယ်မှာလဲဟိုမှာ9000ကျော်တယ်မိန်းမနဲ့ကလေးမပါသေးဘူးဟမ်ဘန်ဂျမန်လူ10ယောက်ပိုင်ဟာသွားပြီရင်းလူ9ယောက်ပိုင်ပြီးပြီဘယ်လိုလုပ်မလဲယေရှုပြောတယ်မလောက်ငှတဲ့အရာတွေရှင်မင်းဘာမလုပ်နဲ့ငါလိုကင်လိုက်ဂျေဇုချီးမွမ်းတယ်ကိုရောဂျေဇုတင်တယ်လုံလောက်ယုံမကဘူးပိုရှမ်းအောင်လုပ်တဲ့ဖခင်ကကိုရောဖြစ်တဲ့အတွက်ကြောင့်ဂျေဇုတင်ပါတယ်လို့ဒီဟာကိုမကြည့်ပဲနဲ့ဂတိတော်ကိုကြည့်ပြီးတော့မှဂျေဇုတော်ချီးမွမ်းတတ်ရင်မကြခင်ဒီအထဲမှာရှန်ထွက်တဲ့မင်္ဂလာဖြစ်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးလိုက်မယ် in Jesus name hallelujah ကြည်တာနမိတ်လက္ခဏာဖြစ်လိမ့်မယ်ကြည်တာဆရာဘယ်ရလာမလဲ I don't know ဘယ်လိုဖြစ်မလဲ I don't know အဖိတော်ဝါယုံဆိုတာဘာပြောဘူးလဲဆိုတော့ဒေးဗစ်တဲ့ကောင်းကြီးဘယ်ရလာမလဲမမျှော်နဲ့တဲ့ဘာလို့ဆိုကောင်းကြီးဆိုတာခေါင်းမီးချုပ်ပြီးတော့လာကောင်းကြီးဆိုတာတဲ့ခေါင်းမီးချုပ်ပြီးလာတာမမြင်ရဘူးတဲ့ဒါပေမဲ့ဖျားလှုပ်တဲ့အရာတွေကအယမ်းစမ်းကြယ်တယ်မိုးမရွာပဲနဲ့ကန်ထဲမှာရေပြည့်အောင်လုပ်နိုင်တဲ့ဖျားဒီဖျားဝါဟေး supernatural တဲ့တို့ဝင်စားတော့မယ် hallelujah hallelujah supernatural အကြောင်းပြောနေတဲ့အချိန်မှာ supernatural အထဲမှာဖြစ်နေရမယ် hallelujah ဘာဖြစ်လို့ဆိုတော့ supernatural ဖယားကိုကိုယ်နဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် something great is going to happen I don't know how I don't know when but definitely it will come amen believe it and you will receive it in Jesus mighty name amen hallelujah
ဘုရားသခင်အသင်အောဘွေရမဆာမယ်ဘုရားခင်ဖြစ်တယ်အောဘွေရမဆာမယ်ဘုရားခင်ဖြစ်တယ်ဘုရားကမဆာနိုင်တဲ့ဘုရားဖြစ်တယ်မဆာနိုင်တဲ့ဘုရားဖြစ်တယ်ဒါပေမဲ့သင်ယုံကြည်ခြင်းနဲ့မြင်တတ်ဖို့ဘုရားသင်နေတယ် Come on မြင်နေဆို Can you see it Yeah I can see it through the word of God ဘုရားစကားအပြင်ငါပုံဖော်လို့ရတယ်ဘုရားစကားအပြင်ငါမြင်လို့ရတယ်ငါရဲ့အနာဂတ်ကို Come on ဘုရားစကားအပြင်ဘုရားဂတိတော်တွေအပြင်ငါရဲ့အနာဂတ်ကိုငါပုံဖော်လို့ရနေပြီမတ်တာကောင်းတဲ့မြေရှိမတည်တော့လဲငါစကားတီးမှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘုရားစကားပုံဖော်တဲ့တည်တဲ့ပုံပေါ်ရတဲ့ခွင့်ကိုဘုရားပြင်ဆင်ပေးလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူရအောင် Hallelujahမလုံလောက်ရင်ဘာလုပ်မလဲချီးမွမ်းတော့ဘာလို့မသိရင်ချီးမွမ်းတော့ဘာလို့ချီးမွမ်းမလဲအတိတ်ကိုလှည့်ကြည့်ပြီးတော့ချီးမွမ်းခိုင်းတာမို့ကြည့်ရှုလို့အမှုတစ်ကိုပြီးတော့မှအမှုတစ်ကိုငါပြုမယ်လို့ပြောတဲ့ဖခင်ကတင်းကိုနှစ်နဲ့ချီစောင့်ခိုင်းတဲ့ဖခင်မဟုတ်ဘူးနှစ်နဲ့ချီကြာသွားတယ်ဆိုတာကတင်းရဲ့ complain ကြောင့်ကြာသွားတာတင်းရဲ့ unbelief ကြောင့်ကြာသွားတာဖြစ်လိမ့်မယ်တို့ဖခင်အဲ့လိုဖခင်မို့ဆက်သွားရအောင်43ဟေရှာ43အငယ်19မြန်မြန်လေးသွားကြည့်ရှုလို့အမှုတစ်ကိုဟမောကြည့်ရှုလို့ပြောကြည့်ရှုလို့အမှုတစ်ကိုငါပြုမယ် come on see ဘလို့တင်မြင်နိုင်မှာလဲဂတိတော်မဆွဲလိုက်တင်မမြင်နိုင်ဘူး come on come on ဒါဆိုဆရာပြောပြမယ်ဒါဆရာပြောပြမယ်ဘုရားသခင်အာဗြဟံပြောတယ်မင်းတဲထဲမှာမင်းအဖွားကြီးနဲ့ပဲမနေနဲ့တဲ့ကျမ်းစာအဲ့လိုတော့မပြောဘူးရှောက်ပြောကြည့်တာမင်းတဲအပြင်ထွက်လာတဲ့အဲ့ဒါတော့ဘုရားပြောတယ်ပြောချင်တာတဲထဲမှာမနေခိုင်းတာတူတူပဲလေကွာတဲပြင်ထွက်လာတဲထဲမှာသူရရှိလေဖွားကြီးရှိတာဗောဖွားကြီးကြည့်ရင်ဘာဖြစ်လဲဂတိတော်နဲ့ဆန့်ကျင်ဘက်ကြီးဖြစ်နေတော့ကြည့်လို့ဖြစ်ဘူးဖွားကြီးကိုတော့ကြည့်အမေပြောတော့မအမေကျွန်တော်ကြည့်ဟိုအမေပြောတော့မဒါကိတ္တစာရာမကျွန်တော်မပြောရပါဘူးအမေသတိထားတော့မင်းနော်မစားတော့အမေမစားတော့ sorry ကျွန်တော်မေကြောက်ရှာစားကြပြအစုခံအောင်မယ်ဆက်သေးပဲလားအဖွားမို့အန်တီအရှိမဆွာလဲကြအဖွားမို့ဘူးတဲ့ဟုတ်ကဲ့အမေပြောနေကျွန်တော်ဘယ်ရောက်သွားလဲမသိအမေတရားဟောဖို့โอเคအာဗြဟံကတဲတဲ့ဖျားထွက်ခိုင်းတယ်ပြီးတော့ဘာလုပ်လဲတော့ကောင်းကင်ကိုမင်းကြည့်တယ်အဲ့ဒီခြေတွေမင်းရေတွက်နိုင်လားအကုန်ရေတွက်တယ်ဘာလို့ခိုင်းတာလဲ see can you see your future come on man can you see your future ခဏမြင်တောင်းတင်ပေးမယ်ဆရာကျဲကြည့်လို့အဲ့လိုကျဲကိုရှောက်ကြည့်ခိုင်းတာမဟုတ်ဘူးကျဲကိုကြည့်တဲ့အချိန်မှာအလုံးကြည့်မယ်မီဒီယာသမားတွေကပောက်ချန်ခန်းကြီး7နှစ်အငယ်1အငယ်2ကနေစသွားကပောက်ချန်ခန်းကြီး7နှစ်အငယ်2ကိုသွားငါဒီသင်ကိုလူမျိုးကြီးဖြစ်စေပြီ wow အဲ့မှာဘာဖြစ်လဲမမဆာရာလုံးဝလစ်နေပြီသူကလည်းကျန်းစာအရာဆိုရင်နှစ်ယောက်လုံးကလစ်နေပြီနှစ်ယောက်လုံးကဆက်ယုံပြက်နေပြီမဆရာမပြောကျန်းစာတကယ်ပြော yeah okay I'm going to show you ခဏမပြသေးဘူးဒါသွားလိုက်အောင်မဟုတ်ရင်အဝေးရောက်တော့ငါဒီတင်းကိုလူမျိုးကြီးဖြစ်စေမယ်သူပေါ့ဆွဲလန်းလဲကြည့်နေတယ်ဒါငါလူမျိုးကြီးပဲဟိုကျဲအုပ်စုတစုအဲ့ဒါငါရဲ့ဘာလို့ငါ့ကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောတယ်ငါမျက်စိတဆုံးကွာငါရေတွက်လို့မရနိုင်တော့ငါကြည့်မယ်ကွာငါပုံဖော်မယ်ကွာ
မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအကုန်ဖြစ်စေရမယ်ကွာအဲ့တော့ तू ပုံဖော်တာတင့်ကိုလူမျိုးကြီးဖြစ်စေမယ် तू ကျေကိုကြည့်တာထက် तू ဘာကို तू ဆွဲလန်းနေလဲတင့်ကိုလူမျိုးကြီးငါကောင်းကြီးပေးရတင်းနာမကိုတင်ဒီကောင်းကြီးခံတော်သူ come on တင့်ကိုလူမျိုးကြီးဖြစ်စေမယ်ပြောရအောင်လူမျိုးကြီးဖြစ်စေမယ်တိလာလူမျိုးကြီးဆိုတာဆရာစိတ်တော့မကောင်းဆရာရှင်းပြမယ်လူတွေမသိတဲ့နိုင်ငံတွေအများကြီးရှိတယ်အဲ့ဒါလူမျိုးကြီးတွေမဟုတ်ဘူး Where's Burma we don't know do you know Thailand yeah အရင်ဆုံးကိုယ်နိုင်ငံကိုမိတ်ဆက်ဖို့ဘယ်ကိုအရင်ပြောရလဲ Thailand China India ဒါတွေကိုပြောပြီးမှငါတို့ရဲ့ neighbor country တွေပါလို့ပြောမှ oh we don't know အဲ့ဒါရင်နာစရာကြီးအဲ့ဒါလူမျိုးကြီးမဟုတ်ဘူးလို့ပြောလဲစိတ်ဆိုးကြအောင်မယ်ဒါပေမဲ့ဘယ်သူမှမသိဘူးစာအရာဖတ်တဲ့အဖွဲ့တွေဆိုတော့အိုးဘူရမာဆိုအဖွဲ့တွေရှိအရေးထဲမှာနာမည်ပြောင်းနေသေးတယ်မြန်မာတဲ့ဘာသူမှပုံမသိတော့ပြီးသွားIsrael လို့ပြောလိုက်တာနဲ့ခေါင်းနဲ့ကုန်းထောင်းလာတယ်ဘာလို့လဲဟာလူမျိုးကြီးစစ်တင်တန်းနဲ့ပတ်သက်လို့အစင့်မြင့်ဆုံးတင်တန်းဆို Israel ပဲတကမ္ဘာလုံးကပို့ရတာသိလားထောက်လှမ်းရေး number 1 ထောက်လှမ်းရေး Israel စစ်ထောက်လှမ်းရေးတကယ်တွားရင်အဲ့ဒီပဲတွားလာဒီထိုင်းနိုင်ငံမှာအခု protocol team ကိုလာတင်ပေးတဲ့သူတွေဆိုရင်အဲ့ဒါ Israel ကနေတော့တင်ယူရတဲ့ကောင်တွေဒီထိုင်းနေစိုက်ပျိုးရေးသိပ္ပံတကဘာလုံးကဘယ်မှာသွားတင်ရလဲ Israel ဟိုမှာဂန္ဓာရထဲမှာတို့ကမြေကြီးကရွှေသေးနေအောင်ကောင်းတဲ့မြေကြီးမအောင်စရာအစင်မပြေလူမျိုးကြီးဆိုတဲ့အတိတ်ပဲငါမင်းကိုနိုင်ငံပဲဖြစ်စေတာမဟုတ်တကဘာလုံးကသိတဲ့နိုင်ငံဖြစ်စေမယ်အာမင်တကဘာလုံးကမင်းတို့စီကိုလာရမယ်ဆိုတော့သူတို့ပတ်စံအများဆုံးဘာနဲ့ရလဲတိလား Israel tourist နဲ့ရတာသူတို့ income က tourist foreign income အများများတယ်ညာဒါလည်းမကောက်သူတို့ရဲ့အဓိကဒီသူတို့နိုင်ငံကနေပညာအများကြီးရောင်းစားတာအတိနိုင်အများကြီးပဲရောင်းစားတာသူတို့ကအဝယ်ပဲပေါ်နဲ့ရောင်းတယ်ကျွန်းတစ်ကိုပေါ်နဲ့ရောင်းလိုက်တယ်ထိုင်းနိုင်ငံပရိဘောကပြန်လှုပ်ပြီးတော့မှဆယ်စနဲ့ပြန်ရောင်းတယ်မြန်မာပြည်ပြန်ဝယ်တယ်ကုန်ချိုင်းရောင်းတယ်ကုန်ချောဈေးကြီးနဲ့ပြန်ဝယ်ရတာမထာညီကိုမောင်မတို့ကျွန်တော်တို့ဆရာဒေးဗစ်လာလုံးဝအမုန်းခံလို့ရက်တာဒါကြောင့်ဆရာပြောပြမယ်ဖယားသားသမီးလို့ပြောပြီးတော့မှကျန်းစာနဲ့လွဲနေတာကြီးကိုဆရာမခံစားနိုင်ဘူးโอเคဒီမှာကြည့်ငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေမယ်လို့အာဗြဟံပြောတယ်ဟုတ်လားဟမ်ဒီ generation ကိုဘုရားသခင်ဒီကာလမှာယေရှုအဖြစ်စကားပြောနေပြီဒီအတိုင်းโอเคတယောက်ဖတ်ပါအောင်ဆရာဘန်ဂျမင်ဖတ်ပါအောင်ဒါလေးကိုတရားမဲ့ဖွင့်တာဂလာတိခန်းကြီး3ငယ်9ဘာပြောလဲโอ
okay ဂလာတိခန်းကြီး3ငယ်9ကိုသွား9နဲ့9ကိုဖတ်9 10ကိုဖြုတ်9ကိုပြန်ဖတ်ပါဆိုအများကြီးပဲရှိတယ်အများကြီးပဲလေးလာမှာဖြစ်တဲ့ကြောင့်မြန်မြန်လေးသွားယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟုအမှန်သိမှတ်ကြ very good ဆက်သွားငယ်ကိုနော် okay တို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့ okay ခုနှစ်ကဆရာမပြီးသေးဘူးယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟုအမှန်သိမှတ်ကြလော့ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားတို့ကိုထောက်မှတ်ရာ၌ဤစေတော်မူမည်ဟုခဏမြင်လားမသိညီကောင်မောင်မလို့သွားလိုက်ပါအားလုံးမြင်ရအောင်သွားလိုက်ပါတော့ကြည့်လိုက်ပါတော့ဂလာတိခန်းကြီး3ငယ်9ခုရှိကိုသွားမယ်ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားတို့ကိုဖြောင့်မတ်ရာ၌တည်စေတော်မူမည်ဟုကျမ်းစာသည်ပြောမြင်သည်ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားဆိုဘယ်သူလဲတို့တွေဖြောင့်မတ်ရာ၌တည်စေတော်မူကျမ်းစာပြောမြင်လျက်ဒါကြောင့်တို့ကဖြောင့်မတ်ရာ၌တည်ရတာအခုဒီနေ့အာမင်အာမင်ဆိုတော့မကြည့်အောင်ခဏလေးပြန်သွားခုနှစ်ကိုပြန်သွားယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟုအမှန်သိမှတ်ကြလော့ဆိုတော့ဘုရားသခင်ယုံကြည်ခိုင်းတဲ့အရာကိုယုံတတ်သောသူဖြစ်သွားရင် come on ဒါကိုပြောတာအာဗြဟံသားဖြစ်သွားတယ်ပြောချင်တာအာဗြဟံသားကြီးဖြစ်သွားတာပြောတာမဟုတ်ဘဲနဲ့အာဗြဟံရဲ့အနွယ်တနည်းအားဖြင့်ဗြိဉ္ဉ်ထဲမှာရှိတဲ့သူဖြစ်သွားတယ်လို့ပြောတာအာမင်ဆိုအာဗြဟံပြောတဲ့ဂတိတော်တိုင်းကဘယ်သူနဲ့ဆိုင်သွားဆိုတော့သူ့ရဲ့သားစဉ်မြေးဆက်နဲ့ဆိုင်တယ်လို့အာဗြဟံပေးထားတဲ့မင်္ဂလာအားလုံးကယုံကြည်တဲ့သူတွေနဲ့ဆိုင်ရတဲ့အခွင့်ဘုရားပြင်ဆင်ပေးလိုက်တယ် come on မကြည့်စရာနားလည်အောင်ရှင်းပြမယ် okay မဖတ်တာပဲကောင်းပါလေယုံကြည်ခြင်းရှိသောသူသည်အာဗြဟံသားဖြစ်သူအမှန်သိမှတ်ကြလောတဲ့ယောဒန်တော်ကအမှန်သိမှတ် come on သင်မသိလို့မရဘူးညီကောင်မောင်တို့သင်မသိလို့မရဘူးဒီပဲလာကျွဲဝါချင်းကြောင့်ပြောတယ်ပဲပြောနေတယ်ဒါပေမဲ့ကိုရပိုင်ကိုမရတာငတုံးဖြစ်နေတာကိုကျွန်တော်မခံစားနိုင်တာမပေးတဲ့အရာကိုအတင်းလူယူနေတာမဟုတ်ဘူးပေးထားပြီးသားအရာကိုမရတာကြတော့မမိုက်ဘူး come on ဂလာတိခန်းကြီးလေးမြားကုန်ပြီလားမသိဘူး okay ဂလာတိခန်းကြီးလေးဒါလေးကိုနည်းနည်းလေးကြော်လိုက်ဂလာတိခန်းကြီးလေးအငယ်1ကိုဖတ်တဖန်တို့အမွေခံမည်ဒီကဥစ္စာရှိသမျှပိုင်ထိုက်တော်သူဖြစ်တော်လေအရွယ်မရောက်မီကာလပတ်လုံးအစေအပါကျွန်နဲ့တူတယ်တဲ့အမွေခံမည်ဒီကဥစ္စာရှိမြောက်ပိုင်ထိုက်တော်သူဖြစ်တယ်ဟုတ်လားအမွေခံဆိုရင်ဥစ္စာရှိမြောက်ပိုင်ထိုက်လားဒါမဲတဲ့အရွယ်မရောက်မီကာလပတ်လုံးအစေအပါကျွန်နဲ့တူတယ်တဲ့ဟုတ်ပြီနော်ရှင်းတယ်နော်โอเคဒါဆိုဆရာပြောပြမယ်ခရိယန်တွေကအမွေခံလို့ယေရှုအဖင်ဖခင်ပြောထားတယ်ယောမခန်းကြီး8ငယ်19မှာဖတ်မြင်ဖတ်အများလေးမရောက်လာသေးဘူးโอเคတားမှန်လင်အမွေခံ come on ဖခင်အမွေခံဟာ come on ဟာလာရပြီလားတားမှန်လင်အမွေခံဘသူရဲ့အမွေခံလဲဘုရားသခင်ရဲ့အမွေခံဖြစ်ကြဟာလေလုယာတားမှန်လင်ပါလဲဖခင်အမွေခံဖြစ်ကြတယ်ယောဟန်ခန်းကြီး1ငယ်7မှာဘာပြောလဲထိုသူကိုလက်ခံမြတ်သောသူသည်ဟုသောကိုတော်ကိုယုံကြည်သောသူတော်ဖခင်သားဖြစ်ခွင့်ရပြီလားဖခင်သားဖြစ်သွားပြီဆိုရင်ဖခင်သားဖြစ်ရင်ဘာဖြစ်လဲကွယ်ဖခင်သားဖြစ်ရင်ဘာဖြစ်လဲ89မှာဘာဖြစ်လဲဖခင်သားဖြစ်ရင်ဘာဖြစ်လဲတားမှန်လေအမွေခံဖခင်ရဲ့အမွေခံဖြစ်ကြတယ်ဟုတ်ပြီဒါဆိုရင်ဂလာတိခန်းကြီး4အငယ်1ကိုသွားအမွေခံမည်ဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်တော်သူဖြစ်တော်လေအရွယ်မရောက်မီကာလပတ်လုံးဘာဖြစ်လဲအစေပါကျွန်နဲ့ပဲတူတယ်တဲ့ဆိုတော့တို့ကဘာဖြစ်နာလဲဆရာအခုမခံနိုင်တဲ့ပြဿနာကဖျားသားဖြစ်ပြီးတော့မှအမွေမရတဲ့ကျွန်နေဖြစ်နေတာဘာလို့လဲလားအရွယ်မရောက်ဘူးဘာအရွယ်မရောက်တာလဲဖျားသခင်ဖွင့်ပြတဲ့ revelation တွေနဲ့အသက်မရှင်တတ်ဘူးကုန်းချောင်းရှောက်နေတာအမွေစားတော့အမွေခံတော့အမွေခံဒါမှအမွေမရဘူးဘာဖြစ်လို့လဲအရွယ်မရောက်လို့ငါလူတို့တဲ့ပညာနည်းသောကြောင့်ဘာဖြစ်လဲငါမပေးတာမဟုတ်ဘူးမင်းတို့အရွယ်မရောက်တာမင်းတို့အရွယ်မရောက်ဘူးမင်းတို့အရွယ်မရောက်တော့ငါဘယ်လိုပေးလို့ရမှာလဲโอเคအရွယ်ရောက်တဲ့အဆင့်ဆိုတာအသက်နဲ့မသွားဘူးယုံကြည်ခြင်းနဲ့သွားတယ် come on တင်ရဖို့လိုအပ်နေပြီ
တင်းရဲ့အရွယ်ကဘာနဲ့ဆိုင်တာလဲယုံကြည်ခြင်းနဲ့ဆိုင်တာဟာနည်းနည်းလေးထပ်သွားမှရမယ်ထင်တယ်ကွာမြင်သွားမယ်တစ်ကောခန်းကြီးတော့မြင်လေတော့မြင်လေလားတစ်ကောခန်းကြီးတော့မြင်လေးပဲရှာလမ်နဲ့ဖမနာဆိုရထားမယ်ညီအကိုတို့ကဲတော့ညီကိုတို့အထက်ကငါဒီဝင်းဝိညာဉ်လူတို့ဟာဟောပြောတကယ်လို့သင်တို့ဟာဟောပြောရတော့အခွင့်မရှိပဲဇာတိပဂတိလူတို့အား၎င်းခရစ်တော်၌ပါလဲကွာသူငယ်ကလေးတို့အားလဲဘယ်သူတွေဟောနေရတာလဲကလေးတွေဟောနေတာအစာမကြေဘူးဟောတဲ့ခါမှာအစာမကြေတဲ့ဖွဲ့တွေပါလဲတာကလေးတွေဒီနေ့ဒီဖျားခင်ပေးတဲ့နှုတ်လေးဆွဲတယ်ကျေးဇူးတင်ပါတယ်ကိုရောကျေးဇူးနဲ့မကြည့်ထွားဘူးနှုတ်ကလေးတွေဆွနေတယ်နှုတ်ဆွနေတယ်ဖျားခင်ခဲဘာလဲကြေခဲတဲ့အစာတွေကိုစားစေခြင်းပြီကျွေးကြော်ခိုင်းပြီးဝန်ခံခိုင်းပြီးတကိုးနဲ့တက်ရှင်မင်းတို့ကကြောက်တဲ့စိတ်မပေးဘူးတကိုးပါသောစိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုပေးတာမင်းတို့ကသိမ့်ပိုက်စေရှင်တာဒါပေမဲ့မင်းတို့မသိမ့်မနဲ့ငါဝမ်းနေတယ်ဆက်သွားကလေးသူငယ်တို့ကဟောပြောတကယ်ဟောပြောရတယ်ယခုတောင်သင်တို့ဒီခဲပွဲစားပွဲကိုမကြေနိုင်တော့ကြောင့်ငါမကြွေးရနှုတ်ကိုသာတိုက်ရပြီယခုပင်လည်းသင်တို့ဒီမကြေနိုင်ကြမကြေနိုင်ကြဘူးတရားတပိုက်ဟောပြီးတော့မကြေတဲ့ဖွဲ့အများကြီးပေါ်လာတယ်နိုးတိုင်းမှာကြေတဲ့ဖွဲ့တွေနိုးတိုင်းမှာကျင်တတ်တာ no ခဲပွဲစားပွဲကိုကျွေးလိုက်ရင်ဒါဘာဖြစ်နေညာဖြစ်တယ် no မစားနိုင်သေးတာမစားနိုင်ဘူးမခံနိုင်ဘူးမကြည့်နိုင်ကြတဲ့ဒါကြောင့်ဆက်သွားယခုပင်လေဇာတိပဂတိလူဖြစ်ကြသေး၏ဂုံပြိုင်နေရန်တွေ့တယ်ခွဲပြားတယ်ရှိသည်ဖြစ်၍သင်တို့သည်ဇာတိပဂတိလူဖြစ်ကြခမောင်မြင်လားမသိဘူးဘုရားကြောင့်ချင်းဘာဖြစ်နေကြလဲဘာဖြစ်နေကြလဲဂုံပြိုင်နေရန်တွေ့တယ်အဲ့ဒါဘာခင်ဗျမြင်လားမသိခရိယန်ချင်းအွန်လိုင်းမှာတက်ကျွေးနေကြမြင်လားမသိချင်းအဲ့ဒါဘာလဲပြောပြီးတော့သူတို့ဘာတောင်းလဲအမွေပေးပါမပေးဘူးhandle မလုပ်နိုင်သေးဘူးမပေးဘူးပတ်စံကိုကောင်းကြီးလို့ထင်နေသေးရင်သွားပြေးတာပတ်စံကိုကောင်းကြီးလို့ထင်နေသေးရင်သွားပြီဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကြီးကလူမျက်စိနဲ့နားဖြင့်စိတ်နှလုံးဖြင့်သင်ဆုတောင်းနေတဲ့ဒိန်းဆိုမြင်သွားတဲ့အရာတစ်ခုကိုသင်ထလုပ်ဖို့ပြင်ဆင်ပါသင်ကျမ်းစာဖတ်နေတဲ့ဆုတောင်းနေတဲ့မြင်လိုက်ရင်ဘာလို့မှလည်းသင်စတင်တော့စာရွက်ပေါ်ရေးချလိုက်တော့ပလန်ဆဆွဲလိုက်တော့တေးချဆုတောင်းတော့ကျွမ်းကျင်တဲ့သူနဲ့စတင်တော့စကားပြောတော့ idea ရပြီဆိုတော့ကင်ထိုက်တော့သင်အကြည့်ပြုတဲ့သူဖြစ်လာလိမ့်မယ်ဟောမောဒီနေ့ဆောက်ရမျောလင့်ငါကြီးသောမှုပြုမဲ့သူဖြစ်တယ်ပြောရအောင်ဒီနေ့ဆောက်တင်ဖျောက်ခေါ်ရင်ဘယ်လိုခေါ်မှာလဲပြောခိုင်းတာငါ့ကိုခေါ်လို့ငါထူမိကြီးသောရတင်မသိတော့နည်းနည်းရငါဖော်ပြမယ်ဘာပြောနာလဲကြီးကိုမောင်မတော်ဆူတောင်းတဲ့ခါမှာတဲ့နည်းနည်းတဲ့အရာတော့မင်းတို့တောင်းနေအဲ့ဒါကိုပြောနေတာငါ့ကိုခေါ်ငါထူမယ်ဆိုပါလားရှင်းလားငါသားမရှင်းသေးဘူးငါသားကိုရှင်းပြမယ်မရှင်းဘူးငါသားမရှောင်းပြောတယ်ငါ့ကိုခေါ်ငါထူမယ်တဲ့โอเคနော်ငါ့ကိုစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့လောက်ပဲလာတောင်းရင်ငါမထူးရလားမသိโอเคသောပါလားမသိငါ့ကိုခေါ်တဲ့ငါမင်းကိုထူးမယ်ဘာအတွက်ထူးမှလဲဆိုတော့ကြီးသောရာတင်မသိနိုင်အောင်နက်နဲတဲ့အရာတွေအတွက်ငါ့ကိုခေါ်ရင်ငါထူးမယ်ဖျက်ကြီးကျွန်တော်စားဖို့တော့ဖေးပါနော်အလောက်ကတော့မင်းကမတောင်းနဲ့
မင်းငါမတောင်းနဲ့အဲ့ဒါတာသနာပလူတွေအားလုံးတောင်းနေတဲ့ကိစ္စတွေငါသားသမီးတွေအတွက်ငါပြင်ဆင်ထားထမင်းဟင်းမဟုတ်ဘူးငါပြင်ဆင်ထားတာအမွေငါ့ကိုတောင်းလို့လူအမျိုးမျိုးတို့တင်းအမွေဥစ္စာဖို့ငါပေးမယ်မြေကြီးစွန့်တိုင်ပိုင်ထိုက်တော့အခွင့်ကိုလည်းငါပေးမယ်မင်းငါ့ကိုတောင်းတာမြေကြီးတစ်ကွက်40 60ကွက်တောင်းတာငါမင်းကိုပေးချင်တာကကျွန်တော်ဟိုင်းနဲ့ရဒီမှာကိုဟိုင်းနဲ့ကိုပွင့်နေပြီနော်ဒီမှာတခုခုရသွားတယ်လေထက်ရှိသေးတယ် Come on ရဖို့လို့လေအာမင်ကာလကရှာယီယောရှုကျွန်တော်ပေးတရားပတ်လည်းပေးပါအဲ့လိုမတောင်းသူတောင်းပြတာကျွန်တော်အမွေခံရနေမျိုးရသွားပြီလားမသိဘူးငါ့ကိုခေါ်လို့ဒီနေ့လူတွေယူပါယိုတက်တက်လေးနဲ့သွားခေါ်တာဖះစိတ်ဝင်စားဘူးဒါတော့ဖះသခင်မငြိမ်စေကြနဲ့တဲ့ယေရှုခရစ်တော်ဘာဖြစ်လို့လှေမှာအိတ်နေသေးလားသူတို့ပြောတဲ့စကားတွေအားလုံးယေရှုစိတ်ဝင်စားစရာဘာအကြောင်းမှမရှိဘူးသူတို့လုံနေဟာတွေအားလုံးပူပန်မလို့ရှောက်တဲ့ရေတွေခတ်နေယေရှုစိတ်ဝင်စားဘူးယေရှုကဘသူကမြန်ထပြီးတော့မှမုန်တိုင်းကိုငြိမ်းပြလဲဆိုတော့သူထိုင်ဆောင်နေတာမုန်တိုင်းကိုတော့မငြိမ်းဘူးယေရှုသွားနှိုးတယ်မင်းတို့ကွာတဲ့ယုံကြည်ခြင်းအားနည်းတဲ့ကောင်တွေတဲ့ငါ့ကိုလှုပ်ခိုင်းတာငါစိတ်မကောင်းဘူးတဲ့ဖေဟာဒီနေ့ထိငါ့ကိုလှုပ်ခိုင်းတဲ့ခရိယန်တွေအများကြီးပဲငါ့ကိုလာလှုပ်ခိုင်းစေချင်တာမို့ငါလှုပ်ပြီးသားမင်းတို့ခင်ဗျားတို့ကွာဘာဖြစ်လို့ဖယားကိုတော်လှုပ်ခိုင်းတာလဲလို့ဒီနေ့ဒီချိန်ထိဖယားကိုစက်မလှုပ်ခိုင်းတော့နဲ့ယေရှုကပြောပြတာ it is အမှုပြီးသွားတဲ့ယေရှုကိုတွားပြီးတော့ရှော့မလှုပ်ခိုင်းတော့နဲ့လှုပ်ပြီးသွားပြီဟာလေလုယာလှုပ်ပြီးသွားပြီလှုပ်ပြီးသွားပြီဒါဆိုသင်ပါလှုပ်ရမှာလဲထပြီးတော့မှာပေးထားပြီးတဲ့အရာအပေါ်မှာချီးမွမ်းခြင်းနဲ့သိမ့်ပိုက်ဖို့အကြောင်းပဲရှိတယ်ချီးမွမ်းခြင်းနဲ့သိမ့်ပိုက်မှာတို့ရဲ့အလုပ်ပဲဖြစ်တယ်အာမင်ဟာလေလုယာတခြင်းတော့ရှိလားမသိပါလဲရှိလားချီးမွမ်းခြင်းနဲ့သိမ့်ပိုက်မယ်လားပါလဲရှိတယ်မလားရှိလားပါလားဘာညာပေါ့ကွာနည်းနည်းစဉ်းစားလိုက်ပေါ့ချီးမွမ်းခြင်းနဲ့သိမ့်ပိုက်မယ်ကွာတို့လောကအဲ့ဒါပဲမရညီကိုမောင်မတို့ဒါကြောင့်ဆရာရဲ့ဝိညာဉ်သားသမီးအားလုံးဆရာပြောမယ် online မှာလည်းပြောမယ် do and don't တရားဟောနေရင်ဆရာဝိညာဉ်သားသမီးမဟုတ်သေးဘူးအဲ့ဒါဆရာ DNA မရသေးဘူး do and don't ဒီဟာလောက်ပါဒီဟာမလုံးနဲ့ဒီဟာလုံးတော့ဘုရားကြိုက်တယ်ဒီဟာလုံးတော့ဘုရားမကြိုက်ဘူး do and don't ဆိုတာကအဲ့ဒါကမောရှေတရားဟောချက်do and don't ကယေရှုရဲ့တရားဟောချက်မဟုတ်ဘူးယေရှုရဲ့တရားဟောချက်က done D O N E done hallelujah do and don't ဆိုတာကဘာသာရေးတရားဂျေဇုတရားပါလေ done အမှုသင်လို့ရမယ့်အရာပါလေချီးမွမ်းခြင်းနဲ့သိပိုက်ဖို့ပဲဖြစ်တယ် hallelujahဒါဆိုကျွန်တော်ပြောပြယေရှုတဲ့ဘာမှလို့ဆိုတော့ယေရှုနော်ဟီဘရူလို့ဆိုရင်ယေရှုဝါโอเคနော်ယေရှုဝါဆိုတဲ့အဓိပ္ပာယ်ကထပ်ပြီးတော့ဖွင့်ချရင်ယာဝေ is our salvation. Yahweh is our salvation. That Yahweh, Yeshua. So that they be ngaro go ke dination. Pyo china bale. I am who I am. Lo pyo de phayaga
သင်ကိုလွန်ခဲ့တဲ့နှစ်2000ကပဲကယ်တင်ခဲ့တဲ့ဖခင်မဟုတ်ဘဲနဲ့ဒီနေ့အထိလဲကယ်တင်နေတဲ့ဖခင်နောင်လဲကယ်တင်အောင်မဲ့ဖခင်သူကသူ့ကိုကိုးကွယ်တဲ့ကိုးစားတဲ့သူတိုင်းကိုနေ့တိုင်းအမှုရာခတ်သိမ်းထဲကနေကယ်တင်နေတဲ့ဖခင်ဟာလေလုယာဟာလေလုယာကြောက်တင်တို့သဘောပေါက်မှာကတင်တို့သိမ့်ပတ်တော့မယ်သိမ့်ပတ်တော့မှာပေးပါပြောနေတဲ့အဖွဲတွေကအရွယ်မရောက်သေးတဲ့အဖွဲတွေပေးပါဆိုတဲ့အရွယ်မရောက်တဲ့အဖွဲတွေ come on ပေးပါလို့ပြောတဲ့အဖွဲတွေကခါနာပြည်ထဲမဝင်ရသေးတဲ့အဖွဲတွေ come on ပေးပါဆိုတဲ့အဖွဲတွေတောထဲမှာလင်တဲ့အဖွဲတွေကပေးပါပဲပြောတယ်ဒါပေမဲ့ခါနာပြည်ထဲဝင်တဲ့အခါမှာဖခင်ပေးပါမပြောတော့ဘူးယေရီခေါခုနှစ်ပတ်ပတ်ခိုင်းတယ်ပြီးတဲ့အခါမှာစတင်ဝင်တဲ့အချိန်မှာပေးပါနဲ့ဝင်တာမဟုတ်ချီးမွမ်းတဲ့အချိန်မှာပဲလေမြို့ရိုးပြိုကျသွားတယ်ဒါဆိုခါနာပြည်ကိုဘာနဲ့စဝင်တာလဲချီးမွမ်းခြင်းနဲ့စဝင်ခိုင်းတာခါနာပြည်မှာစတင်ချီးမွမ်းတဲ့ခါမှာဘာဖြစ်ပြီလဲမြို့ရိုးတွေပြိုကျသွားတယ်ယေရီခေါဆိုခါနာပြည်ရဲ့အဝင်ဝချီးမွမ်းခြင်းနဲ့စတင်သိမ့်ပိုက်ခိုင်းတာဟာလေလုယာပြီးတော့မှခါနာပြည်မှာတောက်လျှောက်စစ်ပွဲတွေအားလုံးကိုချီးမွမ်းခြင်းနဲ့ပဲအကုန်သိမ့်ပိုက်ခိုင်းတာကျန်တဲ့ဟာတွေအားလုံးဘုရားကရှေ့ကနေအကုန်တိုက်သွားတာသင်ချီးမွမ်းပြီဆိုတာနဲ့ရှေ့ကနေတိုက်ပွဲဝင်မှာဘုရားရဲ့ကောင်းကင်တမန်တွေက Jehovah Nissi our God is our warrior hallelujah He will fight for us. The battle belongs to God. The rest belongs to man. Chimwanchia, they are andabe like Chave. Chimwanchina, they buy me. Biobina, she brought Chimwanchina, they buy me. Chimwanchina, they buy me. Lu andine, anaka lureo, baloma matai naimu. ဖယားပြောတယ်မင်းတိုက်ဆရာမလို့အနာကောက်တိုက်မှာငါမင်းရဲ့လောက်ကချီးမွမ်းဖို့အလောက်ကမင်းရဲ့လို့တိုက်မှာကငါရဲ့လို့ Hey the battle belongs to God God will fight for us တင်စားတဲ့ချီးမွမ်းတဲ့ရှေ့ကနေဖယားကသွားပြီးတော့မှ Hallelujah အားလုံးကိုချီးမွမ်းပြီးသားပဲပြောလိုက်သိမ့်ပိုက်မယ်ချီးမွမ်းခြင်းနဲ့သိမ့်ပိုက်မယ်要亲吻现在得拜没？刚给的满对定气息的，这农业那么不来玩茶的，哟，把不着用呀嘛嘞。